ကျိုးနဲ့ဒီအဆက်လေးမှာစားပေါက်လို့ဆိုတော့လွတ်လို့ဆိုတော့မတိတိဖြစ်တတ်တယ်မတိတိဖြစ်တဲ့ကကျွန်တော်ပုံမှန်ချိန်မှာတော့ဒီကနေဒီကိုအနှုတ်ပေါ်ကရောက်ဆက်နိုးနေပြဿနာမရှိဘူးเนาะတခြားဒိုင်ခွက်မှာလည်းသူကတိတ်ပြီးတော့မီအားမဆွဲဘူးပေါ့နော်ဒိုင်ခွက်ကလည်းမီအားလို့စိတ်မဆွဲဘူးเนาะမီအားဆိုတာကျွန်တော်အနှုတ်ပေါ်ကလည်းအဲ့လိုပဲเนาะမီအားမဆွဲဘူးနှုတ်ပေါ်ကပြီးပေါင်းပေါ်ကပြီးမီအားဆွဲတာရှေ့မီသည်เนาะရှေ့မီသည်မော်တာဆက်မော်တာတော့မပြောတော့ဘူးရှေ့မီသည်ကကျွန်တော်တို့မီအားဆွဲပါတယ်မနေ့ကကျွန်တော်ပြောပြီးသား35ဝက်ရှိတယ်เนาะ35W 35ဝက်ရှိတယ်ရှေ့မီသည်ကအဲ့မှာကျွန်တော်ဒိုင်ခွက်မှာပြတဲ့ဟာ LED မီသည်ဖြစ်တယ်မီအားမဆွဲဘူးเนาะCDI ကိုကျွန်တော်နိုးနေတယ်အဲ့မှာရှင်မီထိုးလိုက်တဲ့အချိန်မှာကျွန်တော်ဒီရှင်မီကဒီရဆွဲတယ်ကျွန်တော်ပြောပြတာเนาะ35ဝက်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီအနှုတ်ကျိုးကတိတ်ပြီးတော့မီအားမကောင်းဘူးတော့လွတ်နေလဲကျွန်တော်နိုးရင်မှနိုးလို့ဘာလို့အနှုတ်မရောက်တော့လေအဲ့အတွက်တော့လွတ်နေရတယ်ပြက်နေရတယ်မဟုတ်ဘူးမတိတိဖြစ်နေတာမျိုးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ဒါပေမဲ့ဒီကောင်လုံးဝပြက်နေကြအောင်တော့တချို့ကျွန်တော်ဒီမှာဒီဘက် line နေနေတာอยู่ကျွန်တော်အနှုတ်ဘူအားနဲငယ်ရောက်ပြီးတော့နိုးရင်လည်းနိုးနေတယ်အချို့မတိတိဖြစ်တာတော့များတယ်အဲ့ဒီမှာကျွန်တော်ရှင်မီကတုံးလိုက်တဲ့တိုင်နဲ့ဒီမတိတိဖြစ်နေတဲ့အနှုတ်အားကလုံးဝပျောက်သွားတယ်မရှိတော့လုံးဝအနှုတ်မရှိတော့မရောက်တော့ဘူးအနှုတ်မရောက်တဲ့အချိန်မှာ CDI ကိုကျွန်တော်တို့အနှုတ်မရောက်တော့ပါဘူးအနှုတ်မရောက်တဲ့ CDI ကအလုံးမလို့တော့ပဲနဲ့တော့ဒီ plug wire ကိုမီးရဖို့မပြီးတော့ဘူးသူ့ရဲ့လှုပ်လို့ပုံတွေအကုန်လုံးမမှန်တော့ဘူးနော်မီးမထွက်တော့ဘူးသူ့ရဲ့လှုပ်လို့ပုံမမှန်တော့ဘူးမမှန်ပဲမီးမထွက်ပဲနဲ့ဆက်ထိုးရသွားတယ်ရှင်မီးပိတ်တဲ့တပြန်လဲဆက်ကနှုတ်ရတယ်ရှင်မီးထိုးတဲ့ဘူးတွေပြန်ပိတ်ရင်ပြန်နိုးတယ်ဆိုတာဒီပြဿနာကြီးကတော့လုံးဝပြတ်တာမဟုတ်ဘဲနဲ့လွတ်ဖြစ်နေတာမျိုးအများဆုံးဖြစ်တယ်အဲ့ဒါဆိုရင်ရှင်မီးထိုးလိုက်ရင်ကျွန်တော်တို့ဒီဒါဝါယာထုတ်တဲ့ပြတာနော်socket တွေအပေါ်ကဖြစ်တာမဟုတ် socket တွေအောက်ကဖြစ်တာအဲ့ဒါလေးလည်းကျွန်တော်ခဏလေးခုပြပြီးမယ်လက်တွေရောပြမယ်ဒီပြဿနာလေးကိုအဲ့ဒါဆိုရင်ဒီမှာရှိတာကျွန်တော်တို့ရှင်မီးကမီးအား3000ကိုထုံးလိုက်တဲ့အချိန်မှာနော်ဒီကရောင်းကျိုးကမမေ့တမိဖြစ်နေတာဒီဘက်ကိုအနှုတ်အား CDI ဘက်ကိုအနှုတ်အားမရောက်တော့ဘူးမရောက်တော့ချိန်မှာဆက်တည်သွားတော့အဲ့ဒါဆိုရင်ဒီပြဿနာလေးကဘယ်လောက်ဆိုရင်မိတ်ဆွေလွယ်လေးကိုသိပြီးလို့ရှိရင်ဒါတစ်ခုကိုကျွန်တော်လက်တွေလေးရေးရှင်းလိုက်မယ်စာတွေလက်တွေဖြစ်တော့အောင်ကျွန်တော်ဒီမှာစာတွေလေးနဲ့ပေးမှာဆိုလို့ရှိရင်နော်ဒီခုကတော့ရေးလိုက်ဆိုင်ကလေးလို့လာပါနော်စာတွေရောလက်တွေရောကျွန်တော်တောက်လျှောက်တွဲပြီးတင်ပေးမှာအဲ့ဒီဓာတ်လေးကကြီးတွေအနှုတ်ကျိုးဖြစ်မယ်ခုံးပေးကင်မရာမင်းကြည့်လာပါကင်မရာမင်းကတကယ်ကျွန်တော်ရဲ့ချစ်တော်ရောက်ဖတ်တော်ကြီးစူပါဖို့ဆရာကြီးဒီမှာကျွန်တော်ပြပြီနော်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီမှာကျိုးလေးတွေကိုကျွန်တော်ပြပေးမယ်ခုနစာတွေရှင်းပြီးသားဒါလက်တွေထပ်ရှင်းပေးမယ်ဒီလိုစာတွေရောလက်တွေရောဆိုရင်မိတ်ဆွေတို့ online ကဖြစ်ပြီးကျွန်တော်လက်တွေနီးထိရောက်မယ်လို့ကျွန်တော်ယုံကြည်တယ်မိတ်ဆွေဘက်ကလည်းအားထည့်ပြီးတော့ကြိုးစားပြီးတော့ဒီချာလေးလာဖို့တော့လိုမယ်ဗျာနော်ကျွန်တော်တို့ကပေးတဲ့လူကဘယ်လိုပဲပေးပြီးကိုတိုင်ကအရာယူခြင်းစိတ်မရှိရင်မိတ်ဆွေတို့အရာထဲမှာဆိုရတဲ့ကျွန်တော်ကြိုးပြီးတော့ပြောချင်းဖြစ်တယ်နော်ကျွန်တော်ကတော့အစွမ်းကုန်ကြိုးစားပြီးပေးတယ်နော်အခုဆိုရင်ကျွန်တော်နေရတိတ်မကောင်းဘူးဖျားတော့ဖျားဘူးနှာနေမှုနေဒါပေမဲ့ကျွန်တော်လှုပ်ရှားရှိရလုပ်ကိုကျွန်တော်ကြိုးစားနေရဖြစ်တယ်နော်အဲ့တော့မိတ်ဆွေညီကိုများလည်းကျွန်တော်တို့လေ့လာမှုတွေလုပ်ပါနော်ပို့ပြီးတော့အားထည့်လေ့လာပါကိုတိုင်ကသိရင်လည်းဆိုရင်လွယ်လေးတကူသိရှိပါတယ်ကိုတိုင်ကတိတ်သိရင်စိတ်မပြင်းပြရင်ကျွန်တော်တို့ပြတဲ့လူပေးတဲ့လူကဘယ်လိုပဲပေးနေကြလဲမိတ်ဆွေတို့အပြည့်အဝမရရှိမှာဟိုကျွန်တော်စိုးရိမ်တယ်အဲ့တွေကျွန်တော်စောရပြောပြီးသား online တင်တိုင်းသားများကအားထည့်ပြီးတော့လေ့လာပေးဖို့ကျွန်တော်ပြောခဲ့ပြီးသားဖြစ်တယ်နော်ခဏလေးတော့ကျွန်တော်ဒါလေးအကုန်လုံးရှင်းရှင်းလေးမြင်အောင်အကုန်လုံးကျွန်တော်ကျိုးပွားထွက်တာလေးတွေကိုအသေးသေးအောင်ကျွန်တော်အနေငယ်လေးခွဲပြီးပြနေဖြစ်တယ်နော်မိတ်ဆွေကြီးကိုများအားထည့်ပြီးလေ့လာပေးပါနော်အဲဆိုအဆင်ပြေမှာဖြစ်တယ်နော်ဒီမှာကျွန်တော်စီဒီယံသွားထားရခွဲလိုက်မယ်ဒါကကျွန်တော်လင်းကိုစီဒီယံဖြစ်တဲ့အပေါင်းပတိယူထားတာဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်မိတ်ဆွေညီကိုတို့ကိုအကျိုးရှိစေခြင်းတဲ့ကျွန်တော်ည10နာရီ17နာရီ12နာရီကျောင်းကျွန်တော်အားထည့်ပြီးစူးစမ်းပေးတာပါနော်မိတ်ဆွေညီကိုများဘက်ကလည်းစူးစမ်းပြီးလေ့လာပေးစေချင်ပါတယ်125ဆိုပြီးတော့ကျွန်တော်တို့မပေါ်တယ်လည်းမလုပ်ပါနဲ့ဒီမှာကျွန်တော်တွေ့ပြီးပြမယ်နော်ဒီမှာကျွန်တော်ခုနပြောတဲ့အတိုင်းပဲနော်ရှင်းလားမသိဘူးအညီရှင်းဒါဗရက်စီကျိုးနော်စိတ်အောင်တကျိုးနဲ့တက်လာတယ်ဒါကဒီမှာစိမ့်နေကြတယ်စိမ့်နေကြတယ်ဂီယာမီကျိုးတွေဟုတ်ပြီအခုပြမယ်ဟာတွေ့ပြီဒီမှာဒါကအောက်ထုတ်ဝါရိုတဲ့တက်လာတကျိုးနော်ဒီတကြိုးကနေပြီးတော့ကျွန်တော်ဒီမှာ CDI ကိုခွဲထွက်သွားတယ်တော့ကိုခွဲထွက်သွားတယ်နော်ဒိုင်ခွက်သေးကိုခွဲထွက်သွားတယ်အဲ့ဒီမှာခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီမှာကြည့်နော်ဒီကောင်ကတော့ကောင်းပါပါအများဆုံးတော့ဒီကောင်လေးကဒီမှာကျိုးကိုပွားထားပြတယ်နော်ကျွန်တော်ဒီတပင်လာတဲ့ဟာကိုကျွန်တော်ဒီမှာ
ဒီဘက်3မိနစ်အတွက်သူပွားထားပြရမှာနော်သူကတော့ဒီမှာကြီးကလေးနေနဲ့ကုတ်ထားတယ်ဒီကောင်တော့မှနည်းနည်းလေးတော့စားပေါက်ချင်တယ်လို့ဖြစ်တယ်အပေါက်တော့မပေါက်သေးဘူးဒီကောင်လေးကဘယ်ဖြစ်လဲဆိုတော့တချို့ရေဝင်နေဆိုရင်စားပေါက်တတ်ပါနော်စားပေါက်ပြီးတော့လွတ်ဖြစ်တာပြက်တော့မပြက်ဘူးပြက်တာလည်းပြက်ကြုံမှုတယ်ကျွန်တော်ခဏလေးပြပြီနော်ဒီကောင်လေးကဒီမှာဒီအနှုတ်ကျိုးကဒီလိုပေးထားဖြစ်တယ်နော်ပေးထားဖြစ်တော့ဒီမှာတော့တဲ့ကိုလည်းဝင်ထားတယ်ဒါဒိုင်ဝက်ကိုလည်းတွားထားတယ်ဒိုင်ဝက်ကိုတွားတဲ့ဟာကျွန်တော်ရှင်မီကိုလည်းပြန်ခွဲမယ်နော်အပေါ်မှာခွဲကြရလေးပါပြီးထပ်ပြမယ်နော်အဲ့မှာကျွန်တော်ပြောချင်တာခုနဆက်ရက်တဲ့ပြဿနာကဒီမှာ CDI ကိုအနှုတ်ဝင်ထားနော်အဲ့မှာကျွန်တော် CDI ဝင်ထားတဲ့အနှုတ်ကဒီကျိုးကလွတ်ဖြစ်တာနဲ့နိုးတော့နိုးနေမှာအနှုတ်နည်းနည်းရှိနေမယ်ဒါပေမဲ့မိအားမကောင်းဘူးရှင်မီသုံးတဲ့ချိန်ကျမှရှင်မီကဘုံကလေးဆိုပြီးအနှုတ်အားကိုဆွဲသုံးတဲ့ချိန်မှာဒီမှာသူကမမိဘဲနဲ့ဆက်ကတီသွားတာအဓိကပြဿနာအဲ့ဒါပဲနော်အဲ့ဒါကိုကျွန်တော်လက်တွေ့ကျွန်တော်ရှင်မီမထုံးနဲ့ဒီကျိုးလေးပဲကျွန်တော်နှုတ်လိုက်မယ်ဆိုရင်တော့ရက်သွားမှသိကြတယ်ဒါပေမဲ့လွတ်ဖြစ်တာမျိုးဆိုရင်လည်းအဲ့လိုဖြစ်တယ်ခုကကျွန်တော်လွတ်ဖြစ်တာကျွန်တော်ဖန်တီးယူလို့နည်းနည်းခက်တယ်နော်တစ်ချက်ဆက်ပြမယ်နော်ငါကြီးဟိုဘက်ကဆက်လို့ရတော့တယ်နိုးဒီနေဝင်ရနိုးလိုက်နေကြလိုက်စရရောဆွဲတော့ရပြီနိုးနေမတော့နိုးဘာလဲအမေအားမရှိဘူးမလို့တတ်ဘူးတိုက်ကြတာနော်အဲ့ဆိုရင်ခုကျွန်တော်ဒီမှာပြပြီနော်ကက်ကြီးလေးယူရနော်ကျွန်တော်ဒီမှာအနှုတ်ကျိုးရဒီမှာနော်နှုတ်ကြီးလေးကိုကျွန်တော်အခုကတော့နှုတ်ကျိုးကျွန်တော်ဖြတ်ကြည့်လိုက်မယ်နော်တို့ပေမဲ့တခြား line နေပြီးတော့အနှုတ်နှဲငယ်ရောက်ချင်လည်းရောက်နိုင်တယ်တို့ပေမဲ့လို့တော့ဒီကောင်ပြတ်သွားတယ်မနိုးဘူးများတယ်နော်ပြတ်သွားရင်တော့မနိုးဘူးနော်မနိုးနှုတ်ကအလုံးဆက်နေနော်အခုကျွန်တော်အဲ့ဒါဆိုရင်ဒီဆက်ရက်တဲ့ပြဿနာတော့ဒါဒီမှာဒီနှုတ်ကျိုးကလွတ်ဖြစ်တာနော်အများဆုံးတော့လွတ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဆက်ရက်သွားတာပေါ့နော်ဆက်ရက်သွားတယ်ဒီမှာကြည့်ဒီကျိုးကိုကြည့်ပါဒီမှာလက်တွေ့မြင်ရလိမ့်မယ်ဒါဒီဆိုင်ငယ်ဆိုရင်တက်ကရစ်နေနည်းနည်းတော့ကြာပြီဒီမှာကျိုးရောင်လေးတွေကိုကြည့်ပါအညီတခြားကျိုးတစ်ချောင်းယူခဲ့အရှင်ပြပြပြီဘွာကျိုးတစ်ချောင်းယူခဲ့လွယ်တဲ့ဟာမြန်ယူခဲ့ဒီမှာဒီကျိုးရောင်လေးကြည့်ပါမြင်ရတယ်ကင်မရာနဲ့ဒီမှာမဲပြီးတော့နော်မိအားမကောင်းတော့ပါဘူးအဲ့ဒါမျိုးလေးတွေကကြာလာရင်ပိုဖြစ်မယ်နော်ဒါဆိုရင်ကျွန်တော်ဒီကျိုးထဲမှာအနှုတ်ဘူအားကလုံလောက်တဲ့ဘူအားမရှိရမျိုးတွေရှိတယ်နော်တချို့ဆိုရင်ကျွန်တော်တို့မီးမိန်တဲ့ပြဿနာတွေလည်းကျွန်တော်ရှင်းပေးမယ်နော်ဒီဆိုပြန်ပြီးရှင်းပေးမယ်အဲ့ဒါလေးတွေရှိတယ်ပြစရာလေးရှိတယ်ကျွန်တော်အနေငယ်ပြပေးမယ်နော်မီးအားစားတဲ့အမီးသီးတွေမှာကွာဟချက်တွေကျွန်တော်ပြပေးမယ်နော်ဘူအားရဲ့အလုံးတွေကိုကျွန်တော်ပြပေးမယ်ကျွန်တော်ကြည့်ဒါလေးကိုကျွန်တော်ချက်ပြပေးမယ်နော်ဒါဆိုရင်တော်တော်လေးလွတ်ဖြစ်နေပါပြီကျွန်တော်ဒီမှာဒီတခြားဘက်ထရီဆိုင်ငယ်ရဒီကွန်ထရိုလာဘူးဟောင်းလေးရဲ့ကျိုးနဲ့ကျွန်တော်ဒီကျိုးလေးကျွန်တော်နှော်ပြီးတော့ပြပေးမယ်နော်ဒါဆိုကျွန်တော်ဘက်ထရီဆိုင်ငယ်ပြီးကွန်ထရိုလာဘူးဟောင်းမှာမကောင်းလို့ဖြုတ်ပြီးကလီပြီးကျိုးလေးပါယူထားတယ်နော်ဒီကကျိုးလေးကိုကျွန်တော်နဲငယ်လေးပြပေးမယ်နော်ဒါဆိုရင်ဒီနှစ်ခုကိုရှင်းကြည့်ပါနော်ပြည့်စုံဒီလောက်ဆိုရင်ကျိုးရဲ့အလုပ်လုပ်ပုံကိုသိမယ်လို့ကျွန်တော်ထင်တယ်နော်ဒီမှာဒီကောင်လေးကကြီးအောင်လေးဝင်းနေတယ်ကျိုးတစ်ခုနဲ့တစ်ခုထိရတဲ့အားလုံးဆက်ဆက်မှုမိနေမယ်ဒီကောင်ကဒီမှာကြည့်မဲနေတယ်ဒီတစ်ခုနဲ့တစ်ခုထိနေသည့်တိုင်အောင်တစ်ခုနဲ့တစ်ခုကဘိုးအားတက်ရောက်မှုမရှိပါဘူးကျွန်တော်ရှင်းပြမယ်နော်ဘိုးကဒီကျိုးအောက်ကလာတာဖြစ်တယ်ဒီကျိုးရဲ့အပင်တိုင်းမှာလည်းအောက်က join ထားတယ်တို့ပေမဲ့လို့တပင်ရင်းဒီကိုရောက်လာတာလည်းအားလုံးပူးပြီးမှကျွန်တော်ဒီကိုရောက်လာတာမတူပါဘူးเนาะဒီကောင်ဆိုရင်ဒီ line ထဲမှာလည်းအကျိုးတစ်ခုနဲ့တစ်ခုထိနေပြီးတော့ဘိုးအားတစ်ခုနဲ့တစ်ခုကူးရှက်ပြီးမှရောက်လာတာဒီကောင်ဆိုရင်ဘယ်လိုဘိုးအားရောက်လာမလဲဆိုတော့နော်ဒီကောင်ကိုတပင်ရင်းစီရပဲရောက်လာမှာသူလည်းသူ့အထဲမှာကူးရှက်နိုင်ကြီးကလုံးဝကိုနည်းနေပြီဒီမှာသူရဲ့အလုံးလုံးစားပေါက်ပုံကြီးကပ်ပုံကအသိပြီးအဆင်မပြေတော့ဘူးအဲဆိုရင်ဒါမျိုးဝါတွေကျွန်တော်တို့ဝါရင်းဆရာတွေကိုဒုက္ခပေးတတ်ဆုံးပါပဲเนาะဒီမှာကျွန်တော်ချစ်ပြလိုက်မယ်ချစ်ပြလိုက်ရင်ကျွန်တော်တို့ဒီမှာအောက်ကကြီးအောင်လေးထွက်လာမှမြင်ရတယ်အပေါ်ကကြီးကြီးတက်တာပေါ့เนาะကြီးကပ်နေတယ်စားပေါက်နေပေါ့เนาะစားတော့မပေါက်သေးဘူးဒါကြီးကပ်နေပြီဒါမျိုးဆိုရင်ဒီကျိုးမျိုးကကျွန်တော်တို့ပြဿနာပေးဆုံးဒုက္ခပေးဆုံးကျိုးမျိုးဖြစ်တယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကခြေမီးထွန်းလိုက်ရင်ဆက်ရက်သွားတယ်ဆက်တီသွားတယ်တစ်ခါကျလည်းသူကရံဖန်ရံခါမှဖြစ်တယ်တစ်ခါလေကျလည်းမဖြစ်ပြန်ဘူးဖြစ်တဲ့ခါကောက်ဖြစ်ပြန်ခြေမီးထွန်းလိုက်ဆက်တီသွားပြန်အဲ့လိုမျိုးဆိုရင်ကျွန်တော်ခုနကျိုးလွတ်ဖြစ်တဲ့ပြဿနာပဲဖြစ်တယ်เนาะအဲ့ဒါဆိုရင် message မျိုးကိုများဒါခြေမီးထွန်းလိုက်ရင်ဆက်ရက်သွားတယ်ဆိုတဲ့ပြဿနာကိုကျွန်တော်တို့ရှင်းသွားပြီလို့ကျွန်တော်ထင်တယ်နောက်တော့ရှင်မီးထိုးရင်ကျွန်တော်တခြားပြဿနာတွေရှိသေးတယ်အဲ့ဒါပြပြမယ်နော်ရှင်မီးထိုးလိုက်ရင်ရှင်မီးမလင်းမဲ့နဲ့ဘေးကစီကနယ်မီးနှလုံးလင်းတာနောက်စီကနယ်နှလုံးသွားလင်းနေတာမျိုးတွေဖြစ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြရမယ်ဒီမှာကျွန်တော်ဒါလေးကိုတော့ခဏပြန်တက်လိုက်ပြီနော်တခြားဟာပြစရာရှိရဖြစ်တဲ့အတွက်နော်ဒါလေးကိုခဏပြန်တက်ထားမယ်ဒါကျွန်တော်ကျိုးမကောင်းရင်တော့ကျိုးထုတ်လိုက်တော့၎င်းတပင်မဲမကောင်းတော့တပင်တော့၎င်းလဲတင်တယ်နော်ဒါတော့ကျွန်တော်ကမိတ်ဆွေတို့ကိုတင်ပေးမဲ့ဆိုင်ကယ်ဆိုတော့လောဆယ်ဘာမှပြင်ဆင်မှုမလုပ်သေးဘူးဒီတိုင်းလေးပဲကျွန်တော်ပြပေးပြီနော်ဟုတ်ပြီကျွန်တော်စမယ်
စမယ်ဆိုရင်ကျွန်တော်ဒါကိုကျွန်တော်စာတွေမပြဘူးလက်တွေတစ်ခါပြလိုက်မယ်ပြပြီးသားဖြစ်နေတယ်နော်โอเคဒီပြဿနာလေးကျွန်တော်ရှင်းနေပြီနော်ဘယ်လိုရှင်းပေးမလဲဆိုပြီးရှင်းပြီးမထွန်းတော့ဘူးနောက်ပြီးလည်းမပြဘူးbracelet လေးကျွန်တော်ခဏဖြုတ်ထားတယ်နော် bracelet လေးကျွန်တော်ခဏဖြုတ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ပတိအားနေနေကျွန်တော်မနေ့တည်းဆန်းတာလဲဆိုတော့ bracelet လေးကိုကျွန်တော်ဒီမှာဒီဟာလေးကိုတစ်ချက်ခဏဖြုတ်ထားလိုက်မယ်ဒီ setup ပိုင်းကိုမပြဘူးဆိုတော့ဒါလေးကိုတစ်ချက်ဖြုတ်ထားလိုက်မယ်နော်ဖြုတ်ထားလိုက်မယ် bracelet တက်မလာတော့ဘူးဒီမှာ bracelet ပြီးနေနော်အဲ့မှာကျွန်တော်ရှင်းပြီးလည်းမပြအောင်နောက်ပြီးလည်းပြတယ်အတူတူပဲရှင်းဟိုမိကွက်ဖုံးတက်တာကိုပြပြီနော်တခါရင်ကြရင်ဟို break အုပ်တဲ့ချိန်တို့မို့ sign လေးထွန်းတဲ့ချိန်မှာနော်စီကနယ်မီတွေလာလင်းနေတဲ့မျိုးတွေကြုံလိုက်မယ်နောက်ရှင်းပြီးထိုးရင်အဲ့လိုကြုံလိုက်မယ်ခဏစူးကြုံပေးဖို့အဓိကကသူ့ရဲ့ဖြစ်တဲ့ပြဿနာကအဲ့အကျိုးပဲနော်ကျွန်တော်ပြရည်လာဒီမှာကြည့်အကျိုးကဒီမှာကြည့်စီကနေမှာလည်းအကျိုး ground ကျိုးပါတယ်ဒီဘက်စီကနေမှာလည်းအကျိုးပါတယ်နောက်မီးမှာလည်းအကျိုးပါတယ်အကျိုးအားလုံးကဆက်နေရနော်ဆက်နေဆိုအကျိုးကကျွန်တော်အမီတနေရာမှာအကျိုးအားလုံးကိုစုံပြီး join ထားဖြစ်တယ်နော်အဲ့ပြဿနာကပဲကျွန်တော်တို့ပြန်ပြီးတော့တစ်ခါလေးလှည့်စားတတ်တာဟိုမိတ်ဆွေကြီးကိုများတေယိုဘိန်းကို expert မဖြစ်သေးဘူးဆိုရင်ဒါလေးကိုကြည့်ပါနော် expert ဖြစ်ပြီးသားဆရာတွေလည်းပြန်ချင်းခိုင်ပြီးကြည့်ပါလေ့လာပါနော်ကျွန်တော်ဒါလေးကိုသင်မှန်းခံပြီးပြရခြင်းမိတ်ဆွေတို့တွေဟွာလေးပိုင်းမှာအခက်အခဲဖြစ်တဲ့ခါမှာတွေးနိုင်အောင်လို့ပါနော်ကျွန်တော်ဘာကြောင့်ဖြစ်လဲဆိုတော့တွေးနိုင်လို့ပါကျွန်တော်ဒါလေးကိုအသေးစိတ်ချပြတာဖြစ်တယ်နော်ဒီမှာကြည့်ခုနလည်းကျွန်တော်ပြောပြီးသားနော်အနှုတ်ကြိုးကအားလုံးမှာဝင်ထားပြီးသားနော်ဒီမှာကြည့်ဒီအနှုတ်ကြိုးတာကိုကျွန်တော်ဒီမှာအမြုံလိုက်ဒီမှာခွဲထွက်ထားတယ်နော်3ကြိုးတကြိုးတာကိုဒီမှာ3ကြိုးခွဲထွက်ထားတယ်နော်အဲ့ရဖြစ်တဲ့အတွက်ကျွန်တော်အနှုတ်ကြိုးလွတ်ပြီဆိုရင်ကျွန်တော်အဲ့ပြဿနာတက်ပြီနော်ခိုင်တာမကြီးခိုင်တာကျွန်တော်ဒီမှာအနှုတ်ကြိုးလေးကိုကျွန်တော်လွတ်ပြလိုက်ပြီပြစ်ချက်ဖန်ပြီးလိုက်ပါဦးဗျာပြစ်ချက်တစ်ခုမရှိဘူးပေါ့ကျွန်တော်မရှိတဲ့ပြစ်ချက်ဖန်တဲ့မရှိတဲ့ပြစ်ချက်ကိုမိတ်ဆွေတို့ဖန်တီးပြတယ်နော်ဘယ်လိုခက်ခဲဖြစ်တယ်လဲဆိုတော့ကျွန်တော်ပြပြီးမှဖြစ်တယ်နော်ဒီမှာကျွန်တော်အနှုတ်ကြိုးလေးကိုခဏဖယ်လိုက်မယ်အနှုတ်ကြိုးလွတ်တဲ့ပြဿနာကိုနော်ဒီ socket ကတော့၎င်းဒီအမြုံကတော့၎င်းလွတ်တတ်တယ်အနှုတ်ကြိုးလွတ်တာများတယ်အဲ့မှာအနှုတ်ကြိုးလွတ်ရင်ဘာပြဿနာရှိလဲဆိုကျွန်တော်အခုပြရမယ်နော်အနှုတ်ကြိုးကျွန်တော်ဖယ်လိုက်ပြီအနှုတ်ကြိုးခဏဖယ်ထားနော်အနှုတ်ကြိုးဖယ်ပြီးကျွန်တော်နောက်ပရိမီကိုထုံးပြပေးမယ်နော်ကြည့်တာပါဟောဒါဆိုပြစ်ချက်ကိုတွေးပြီးလို့ကျွန်တော်ထင်တယ်ဒီမှာကြည့်နောက်ပရိမီလည်းနည်းနည်းလေးတော့အနည်းငယ်တော့လေးနေတယ်နော်ဘယ်လိုပြန်သွားဖြစ်လဲဆိုတော့ခိုင်းလားဒီမှာကြည့်နော်အနှုတ်ကြိုးကဒီမှာဖယ်ထားနော်ခုဒါဘရေဟုတ်တာနော်ဘရေဟုတ်တဲ့အချိန်မှာစီကနေမီနှလုံးလာလေးတယ်ရှေ့ကိုကြည့်ပါရှင်းပြီးခွက်တွေကိုထောင်ပြပြီဒီဘက်ကိုလှည့်ပြပြီရှေ့စီကနေနှလုံးမှာလာလေးနေနော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီလောက်ဆိုရင်ဟိုဘရိတ်လွတ်လိုက်မယ်โอเคပြပါနော်ဘရိတ်ဆွဲလိုက်မယ်ဟုတ်ရနော်ဘရိတ်ဆွဲလိုက်တာနဲ့စီကနေမီလေးလုံးစလုံးလာလေးတယ်နော်ဝါလေးရဲ့ဆက်ပုံနော်တွေ့ကြည့်နော်အခုတို့ဒီမှာလွတ်လိုက်တာကဒီကရောင်ကြိုးတကြိုးပဲနော်ဘလို့ဆက်ပြီးလေးသွားတာလဲဆိုမေးစရာတွေရှိလာတယ်မေးခွန်းတွေရှိလာတယ်ဟုတ်နော်အဲ့အလေးကိုရှင်းပေးမယ်ဘလို့ကြောင့်ဆက်ပြီးလေးသွားတာလဲဆိုတာအသေးသေးရှင်းပေးမယ်ခုဒီမှာကြည့်ကျွန်တော်တို့ဖြစ်သွားတဲ့ပြစ်ချက်လေးကဗရိမီကျိုးလေးဗရိမီနောက်ဗရိမီကိုသွားတဲ့ socket အကျိုးလေးကျိုးလွတ်သွားတာပဲဒါကကျွန်တော်တို့ကဒီတိုင်းလွတ်ထားလို့သိတာဒီအထုပ်ထဲမှာဆိုရင်ကျွန်တော်တို့နော်ဒီမှာဒီ app ground ပင်ကျိုးအပေါက်ကျယ်လေးလွတ်ချင်လွတ်မှာပဲအများတမ်းမဖြစ်ဘူးတစ်ခါလေးမှဖြစ်တယ်ဒီအပေါက်လေးကျယ်နေရဖြစ်မယ်ကြီးကတ်နေရဖြစ်မယ်ဒီကျိုးပြတာဖြစ်မယ်နော်ကျွန်တော်ခုဒီမှာကြည့်ဒီကျိုးလေးကိုကျွန်တော်တက်လိုက်မယ်အကျိုးလေးပဲလွတ်နေရထားလိုက်တော့ဒါကကျွန်တော်တေချာလွတ်ထားလို့နော်ပြစ်ချက်ဖန်တီးပေးတာနော်အဲ့မှာကျွန်တော်ဒီမှာ break အုပ်လိုက်မယ် break မီးရလည်းအနှဲငယ်လင်းလာတယ်နော်21ဝက်မီးစီ21ဝက်မလင်းလာဘူးဒီမှာ signal မီးနှလုံးလာလင်းတယ်ရှေ့ signal နှလုံးမှာသွားလင်းနေတယ်နော်အဲ့ဝါကျိုးရဲ့ဆက်ပုံသဘောတရားကိုကျွန်တော်အခုထပ်ရှင်းပေးမယ်ဘလို့ကြောင့်အဲ့လိုလင်းလာလဲလို့မဆိုထင်လဲဘလို့ကြောင့်လင်းလာလို့တွေးမိလဲအတွေးလေးတွေကိုတွေးကြည့်ပါဦးကျွန်တော်ခဏတစ်ပြုတ်နားပြီးတော့ပါပြီမင်းဆိုလို့စဉ်းစားလို့ရတယ်ကျွန်တော်ဒီမှာကြည့်အခုဗရိတ်အုပ်လိုက်မယ်နော်ဗရိတ်မီအကျိုးလေးတစ်ချောင်းပဲလွတ်သွားတာပဲပြစ်ချက်လေးကတစ်ခုတည်းပဲကျွန်တော်ဒီမှာနော်စီကနေမီနှလုံးနဲ့လာလင်းတယ်ရှေ့စီကနေမီနှလုံးနဲ့သွားလင်းနေတယ်အဲ့ချိန်မှာကျွန်တော်စီကနေပြကြည့်မယ်စီကနေပြကြည့်တယ်ဘယ်ပြလဲညာလင်းတယ်ရှေ့မှာတော့ကျွန်တော်ပြောရှေ့မှာကျွန်တော်ဒါဘယ်ဘက်ပေါ့ဒါကျွန်တော်ဘယ်ဘက်ပြတာနော်ရှေ့မှာဘယ်ဘက်ကလင်းနေဒါပေမဲ့ညာဘက်ကမင်းမင်းလေးလာလင်းနေနော်ဟုတ်ပြီနော်အဲ့ဒါညာဘက်ပြလိုက်မယ်ညာဘက်ပြလိုက်ညာဘက်လင်းနေဘယ်ဘက်ကလည်းမင်းမင်းလေးလာလင်းနေတယ်နော်ဒီမှာလင်းနေတယ်နောက်ပြီးနောက်ကလည်းဒီမှာနှလုံးသလုံးက size စုံလင်းနေတယ်အရွယ်စုံ size စုံလင်းနေတယ်ဗရိမီရောက်လင်းမှုတော့အခုကဗရိမဟုတ်ဘူး signal ပဲပြနော်အဲ့ချိန်မှာကျွန်တော်ဗရိအုပ်လိုက်မယ်ဗရိအုပ်တော့တစ်ခါပြောင်းသွားပြန်ပြီလွတ်လိုက်မယ်ဟုတ်ပြီနော်ပြစ်ချက်ကဒီမှာတစ်ခုလေးပဲလှည့်စားနေတာကြည့်လိုက်နော်ဝါလေးကိုလုံးဝနဲ့ဆက်မကျွမ်းကျင်သေးဘူးဆိုရင်ကြွားလေတာအဲ့ဒါကြီးပါနော်ကျွန်တော်အင်ဂျင်မိုင်းကဝါလေးနဲ့ဆိုင်ရင်နည်းနည်းလွယ်လို့ကျွန်တော်ပြောနိုင်ပြီလေဝါလေးကကျွန်တော်ပို့ပြီးခက်ခဲပါနော်အုံနောက်စားနော်ခုဒီမှာကြီး signal ပြထားတယ်
ရှေ့မှာကဒီဘက်ကိုပြတာဒီဘက်လင်းနေတယ်တို့ဒီဘက်ကမေမေလေးလင်းနေတယ်အနောက်မှာနှလုံးအယောင်ဆုံးလာလင်းနေတယ်အဲ့ချိန်မှာကျွန်တော်ဗရိတ်အုပ်လိုက်မယ်နော်ဗရိတ်အုပ်လိုက်မယ်ဆိုရင်ဒီရှေ့ကကျဲများများလင်းလာတယ်ဒီဘက်ကကျွန်တော်လင်းတယ်ခြေကနေကတော့တန်ပြောင်းသွားတယ်နော်ခြေကနေကတော့တန်ပြောင်းသွားတယ်ဒီမီနှလုံးပိုလင်းလာတယ်ဗရိတ်မီလေးနည်းနည်းလေးလင်းလာတယ်ဗရိတ်မီကခုံနေတယ်ဟုတ်လားဗရိတ်မီကစီကနေမီဖြစ်နေတယ်ဟုတ်တယ်နော်အဲဝါလေးရဲ့ဆက်ပုံကနည်းနည်းလေးခေစီကွင်းကြနားမလဲဘူးဆိုရင်တခါလေရှင်းရတာရှုပ်တတ်ပါတယ်အဲ့တော့မိတ်ဆွေကြီးကိုများဒီဟာလေးကဘာကြောင့်ဖြစ်တယ်ထင်လဲလို့စဉ်းစားကြည့်ပါဦးကျွန်တော်ဒီဗီဒီယိုကို9မိနစ်10မိနစ်ခဏနားပါအသုံးပဲအခုကျွန်တော်ဒါတနားကြီးလည်းပြည့်တဲ့ဆိုတော့ဒီ lecture 3ပေါ့နော် unit 3ပြီးပါပြီ unit 4မှာကျွန်တော်ပြန်လဲဆိုလို့မယ်ဒါလေးကိုမိတ်ဆွေတို့စဉ်းစားပါဒီမှာကြည့်နော် signal ပြရင်ဒီလိုလင်းနေတယ်လက်အုပ်လိုက်ရင်ကြောင်းသွားတယ်နော်ကျွန်တော် unit 4မှာပြန်လဲဆိုလို့မယ် unit 3ပြီးပြီဆိုတော့ဒီနေ့အတွက်ဒါလေးကိုစဉ်းစားပေးပါစဉ်းစားပြီးတော့ကျွန်တော်တို့အဖြေရှာပေးပါကိုယ်စိတ်ထဲမှာအဖြေရှာပေးပါဆိုင်ငယ်ချင်းနဲ့ဆိုင်ငယ်မှာလုပ်ကြည့်ပါဘာကြောင့်လဲထင်တယ်လဲကျွန်တော်ဒီလိုလေးကအယုလွတ်လို့ဖြစ်တယ်အယုလွတ်ရလွတ်အယုလေးလွတ်သွားရုံနဲ့ဘာကြောင့်အဲ့လိုလင်းလာတာလဲဆိုတဲ့အဖြေကိုလိုချင်တာဒီအယုလွတ်သွားတော့ကျွန်တော်သိတယ်အယုပြစ်လိုက်ရင်ကောင်းမှန်သိတယ်ဒါပေမဲ့ဒီအယုလွတ်သွားတာကိုကျိုးလေးကျိုးလွတ်သွားတာလဲဘာကြောင့်အဲ့လိုလေးဆက်နွယ်သွားတာလဲဆိုတာကိုသိစေချင်တာကျွန်တော်ပြီးရင်ပြောပြမယ်ဒါပေမဲ့ unit 3ပြီးပြီနော် unit 4မှာပြန်လဲဆိုရမယ်အားလုံးပဲကျေးဇူးပါ